9ပေါင်းနဲ့ကျမနဲ့ဆိုတာလေဘလို့မအဆက်တဲ့ကိစ္စကျမဖောက်လိုက်တယ်အမကြီးကျမဒီနေ့ကတော့မုတ်တွေအယုတ်တွေကြိုက်တဲ့ကောင်မလေးတွေကိုဆိုင်လေးတစ်ဆိုင်ကိုခေါ်သွားပါဒါလေးကကျမတငယ်ချင်းကိုသွားခေါ်တာပါပြီးလို့ရှင်ကျမတို့အမ်တာဝါသွားမှာဖြစ်ပါတယ်အမ်တာဝါလူတိုင်းသိမှာပါလှည့်တန်းစင်တာရဲ့ဘေးမှာဆိုင်လေးကဘယ်နားမှာရှိလဲဆိုရင်အမ်တာဝါပထမထက်လာမဟုတ်သေးဘူးဒုတိယထက်လာမဟုတ်သေးဘူးဆက်တက်လာမယ်လက်လီကောက်အဲ့လိုမျိုးအထားကြစီပြီးတော့ဆက်တက်လာမယ်ကဲတတိယမြောက်အထက်မှာရောက်ပါပြီးတတိယမြောက်အထက်3လွှာမှာရှိတာပေါ့နော်3လွှာရဲ့ဒီဘက်ဘယ်ဘက်လို့ခေါ်မှာအဲ့ဒီဘက်တောင်မှာ KS Nut Station ဆိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ်ကျမသွားနေတော့လူတွေအများများလူရှင်းတဲ့အချိန်ကိုစောက်လိုက်တယ်ပေါ့နော်အမြီးကျွေးတာလေးစားချင်လို့အဲ့လေးနဲ့အမြီးကျွေးပါတယ်အဲ့နဲ့ကျမအမြီးတစ်ထုပ်ကိုအရင်ဆုံးစားတယ်စားရင်းနဲ့မှနေအရင်ကျွတ်နဲ့အရင်စားကောင်းနောက်ထုတ်ထက်စားတဲ့အချိန်မှာစားလို့ကိုကနဲ့တကူတငယ်ချင်းကခွင့်ကြည့်လိုက်တယ်ပြီးတော့ကျမဘလိုင်းပေါက်စားပဲဘလိုင်းပေါက်ကိုအမဒီရုပ်လေးကဘလောက်လဲဟိုရုပ်လေးကဘလောက်လဲမေးပြီးကျမမေးတဲ့ရုပ်မွေပဲတခြားရုပ်ကိုပဲလိုက်ပါတယ်ဘလိုင်းပေါက်လေးတွေက store ရှိလို့မလို့ကျမဖောက်ခဲ့တာပေါ့နော်ပစ္စည်းကတော့အရင်အပြတ်လွယ်ပါတယ်သူ့ဆိုင်ကလေမုတ်တို့အယုတ်တို့ဆွဲအောင်မလို့လေ in store ထားအောင်လာမလို့ခဏလေးပစ္စည်းကုန်မြန်တယ်အဲ့တော့ရှင်တို့သွားပြီးတော့မရလိုက်မှာဆိုရင်အခုပြတဲ့ Facebook page လေးမှာအရင်ဆုံးမေးပြီးတော့မှသွားလဲအဆင်ပြေတယ်ပေါ့နော် KS မှာရှိတဲ့အသီး6လေးတွေကလေတဘာဝအသီးစစ်ကိုပဲ vegan dry လောက်ထားတာပေါ့နော်ဆက်အကြီးတွေနဲ့ဒါကြောင့်မလို့ဘေးထွက်ဆိုကြမရှိဘူးစီးတဲ့ကြားနဲ့ဓာတုပစ္စည်းတွေလည်းလုံးဝမပါတယ်ဒါကြောင့်မလို့ခလေးလူကြီးကြားမမရွေးကြီးစတဲ့နေစမုံ30နဲ့မှလည်းဆင်းအလဲမောထောင်မောဝိတ်ချားနေတဲ့လူတွေညာဘပိတ်စာတဲ့လူတွေအတွက်အဆင်ပြေပါတယ်တိုင်မှာသွားမွေးနိုင်ဆိုလို့ရှိရင်လည်းအခုပြလာတဲ့ Facebook page လေးမှာမှာလို့ရပါတယ်ရှင်မတောင်းကြမှာဒင်ဂျင်လေးနဲ့စားပြမယ်ဒါလေးကတော့ဝယ်ခဲ့ပါတယ်အစုံပြီးတော့ကျွန်မပြန်มาတော့မယ်ပေါ့အလဲရုပ်ကိုကြည့်အောင်ဥတွေဝယ်ပြီးတော့ကျွန်မပျော်ရွှင်စွာနဲ့အိမ်ကိုပြန်ပြီးတော့မှနေဘာလေးတွေဝယ်ခဲ့လဲဆိုတော့ရှင်တို့တခါလေးပြမယ်ဒါအသီးဆုံးအချောက်ထုတ်အကြီးပြီးလို့ရှိရင်ကီဝီကြောက်တွေဝယ်ခဲ့ကျွန်မလည်းနေစားပြရတယ်ပေါ့နော်ပြီးတငယ်ချင်းလည်းနည်းနည်းကျွေးလိုက်ပါတယ်ပြီးလို့ရှိရင်ဒါစတော်ဘယ်ရီဟိုဘက်ကလည်းဘာလဲမဒါအတီးစေးတွေကကြတော့ဟိုဒင်ဂျင်တို့ပါနဲ့ကြောတန်ကပြောစီ6တွေရုံးနေတီ6တွေအကုန်လုံးဝက်ခက်ပါနောက်နေ့ကျရင်ကျွန်မဒင်ဂျင်လေးနဲ့စားပြမှာရှစ်လို့အားလုံးမကြည့်ပေးကြပါအောင်တကယ်ကြီးကပြောတော့အရန်ကောင်းတယ်ကျွတ်နေတယ်